ဒီနေ့မှာတော့ Dragon Ball Super ကြန့်ရှိနေသေးတဲ့ transformation တွေကိုဆက်လက်ပြောပြပေးသွားမှာဖြစ်ပါတယ်။အရှိကပတ်ဝန်းပတ်တူလေးတွေမကြည့်ရသေးရင်အရင်တကြည့်ပေးမို့တိုက်တွန်းချင်ပါတယ်ခင်ဗျ။ Number 12 Ultra Instinct Saiyan တွေရဲ့ evolution ထဲမှာအထူးခြားဆုံး font တစ်ခုဖြစ်တဲ့ Ultra Instinct ဟာ Super Saiyan လို့ transformation သက်သက်မဟုတ်ပါဘူး။ Ultra Instinct ဟာအုံနောက်နဲ့မစင်းစားခင်ခန္ဓာကိုယ်ကအလိုလျောက်တုံ့ပြန်တာဖြစ်လို့တိုက်ခိုက်မှုတွေကိုစဉ်းစားချက်မလိုပဲအလိုလိုရှောင်နိုင်ပြီးကောင်တာအထက်တွေကိုလည်းအချိန်မီပြန်လည်ပြုလုပ်နိုင်ပါတယ်။ Goku ဟာဒီ power ကို tournament power အတွင်း G ရင်းနဲ့တိုက်ခိုက်ရင်ပထမဆုံး awakening ဖြစ်လာခဲ့ပြီးနောက်ပိုင်းမှာ Master Ultra Instinct အထိရောက်ရှိလာခဲ့ပါတယ်။ဒီ form ရဲ့ပုံစံကတော့ငွေရောင်စပင်ငွေရောင်မျက်လုံးနဲ့တောက်ပတဲ့ aura တို့ဖြစ်ပါတယ်။ Number 13 B formဒီform ဟာ Dragon Ball Super Hero Movie မှာပထမဆုံးချပြခဲ့ပြီး Gohan ရဲ့ potential ကိုအပြည့်အဝဖော်ထုတ်ပေးတဲ့ transformation ဖြစ်ပါတယ်။ Movie အတွင်းမှာ Cellman ဟာ Piccolo ကိုပြင်းထန်တဲ့တိုက်ခိုက်တာကိုမြင်လာရတဲ့အချိန် Gohan ရဲ့ဒေါသနဲ့စိတ်ခံစားချက်တွေအမြင့်ဆုံးအဆင့်ကိုရောက်ရှိသွားပြီး B form ကို awakening ဖြစ်လာခဲ့တာပါ။ဒီ form ရဲ့ပုံစံကတော့ငွေရောင်စပင်ရှည်အနီရောင်မျက်လုံးနဲ့မိခိုခရမ်းရောင် aura တို့ဖြစ်ပါတယ်။ B form ကိုရရှိပြီးနောက် Gohan ရဲ့ speed နဲ့ strength ဟာအစမတန်မြင့်တက်လာပြီး Cellman ကိုအနိုင်ယူခဲ့ပါတယ်။ဒါပေမဲ့ B form ဟာ Super Saiyan God ဒါမှမဟုတ် Ultra Instinct လို့ God ခေရောအခြေခံထားတဲ့ form တစ်ခုမဟုတ်ပဲGohan ရဲ့ထူးခြားတဲ့ potential နဲ့လူသားဆိုင်ရဲ့မျိုးဆက်ပေါင်းစည်းမှုကနေပေါ်ပေါက်လာတဲ့သူ့ရဲ့ကိုယ်ပိုင် evolution ဖြစ်ပါတယ်။ဒါကြောင့် B form ကို Goku ဒါမှမဟုတ် Vegeta လို့ဆိုင်ရန်တိုင်းအသုံးမပြုနိုင်ပါဘူး။ Number 40 Ultra Egoကို Vegeta ဟာ God of Destruction period စီမှာလေ့ကျင့်ရရှိခဲ့တဲ့ Destroyer technique ဖြစ်ပါတယ်။ Ultra Instinct ဟာစိတ်ကိုငြိမ်သက်စေပြီးခန္ဓာကိုယ်ကိုအလိုလျောက်လှုပ်ရှားစေတာဖြစ်ပေမဲ့Ultra Ego ကတော့တိုက်ပွဲစိတ်ဓာတ်ယုံကြည်မှုနဲ့ဖြည့်ဆည်းလိုစိတ်ကိုအပြည့်အဝသုံးချတဲ့ form ဖြစ်ပါတယ်။ဒီ form ရဲ့အထူးခြားဆုံး ability ကတော့ထိခိုက်ဒဏ်ရာရလေ power ပိုတိုးလေဖြစ်ပါတယ်။ဒါကြောင့်တိုက်ပွဲကြတာနဲ့အမျှ Vegeta ရဲ့ battle spirit မြင့်တက်လာပြီးအထက် power ကလည်းပုံမအားကောင်းလာပါတယ်။ design အနေနဲ့ကတော့ခရမ်းရောင် aura ခရမ်းရောင်မျက်လုံးနဲ့ပုံမကြမ်းတမ်းတဲ့မျက်နှာအမူအရာတို့ကိုမြင်တွေ့ရပါတယ်။ဒါပေမဲ့ Ultra Ego မှာလည်းအားနည်းချက်ရှိပါတယ်။ power တုံးမို့ damage ခံရတာကိုအားထားတဲ့အတွက်ခန္ဓာကိုယ်ခံနိုင်တဲ့ limit ကိုကျော်သွားရင် power ဆက်မတိုးနိုင်တော့ပဲအနေနဲ့ကျလာနိုင်ပါတယ်။ Number 50 Legendary Super Saiyan တွေရဲ့ရှေ့ဟောင်းဒဏ္ဍာရီထဲမှာတော့နှစ်တစ်ထောင်မှာတစ်ချိန်သာပေါ်ပေါက်လာတဲ့ထူးခြားဆုံး Super Saiyan တစ်ယောက်ရှိတယ်လို့ဆိုထားပါတယ်။အဲ့ဒီ Legendary Super Saiyan power ဟာပုံမှန် Saiyan တွေနဲ့ရှင်တိတိကျကျကွာခြားနေပြီးတိုက်ပွဲကြလာတဲ့အမျှ power ဆက်လက်တိုးပွားလာနိုင်ပါတယ်။ Dragon Ball Z ရဲ့ movie မှာတော့ Broly ကို Legendary Super Saiyan အဖြစ်တိုက်ရိုက်ဖော်ပြခဲ့ပြီး Dragon Ball Super ရောက်လာတဲ့အခါ Broly ရဲ့ character ကိုကန်နိုထိုင်းတိုင်းမှာပြန်လည်မိတ်ဆက်ခဲ့ပါတယ်။ Broly ကတိုက်ပွဲအတွင်းအတွေ့အကြုံရလာတဲ့နဲ့အများသူ့ရဲ့ power ကိုမယုံနိုင်တော့အောင်မြင်မြတ်တိုးတက်လာပြီးနောက်ပိုင်းမှာတော့ Super Saiyan Blue Goku နဲ့ Vegeta တို့နှစ်ယောက်ပေါင်းပြီးတော့တိုက်ခိုက်ရတဲ့အထိ overpower ဖြစ်လာပါတယ်။ Official ကန်နိုရတော့ Broly ရဲ့ transformation ကို Legendary Super Saiyan လို့မခေါ်ပဲFull Power Super Saiyan လို့သတ်မှတ်ထားပါတယ်။ Power Growth နဲ့ထူးခြားတဲ့ maturation ကြောင့် Dragon Ball fan အများစုကတော့ဒီနေ့အထိ Legendary Super Saiyan လို့ပဲခေါ်နေကြဆဲဖြစ်ပါတယ်။ Saiyan transformation ရဲ့ evolution ကိုကြည့်မယ်ဆိုရင် Super Saiyan ကနေ God, Blue, Ultra Instinct, Ultra Ego နဲ့ B form အထိထူးခြားတဲ့ form တစ်ခုစီတိုင်းမှာကိုယ်ပိုင်အဓိပ္ပာယ်နဲ့စွမ်းအားတွေကိုကိုစားပြုပါတယ်။ Brother တို့ရောဒီ transformation ထဲမှာဘယ် form ကိုအကြိုက်ဆုံးလဲဆိုတော့comment မှာပြောပြပေးသွားကြပါဦး။ဒီထက်ကောင်းတဲ့ content video လေးတွေကိုစူးစမ်းတင်ဆက်ပေးမှာဖြစ်လို့ subscribe လုပ်တာပြီးစောင့်ကြည့်ပေးပါဦးဗျ။နောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့။